အားလုံးမင်္ဂလာပါရှင်ဆရာမဒီနေ့ပေါ့နော်ပြောပြပေးသွားမယ်နံပါတ်တွေအကြောင်းအရာလေးရတော့ပေါ့နော်မိတ်ဆွေပြောသမျှဆိုသမျှကိစ္စရဲ့အတိုင်းမှာပေါ့နော်အောင်မြင်စေနိုင်ပြီးတော့ငွေဆိုတဲ့အရာကိုနှုတ်ထွက်စကားကနေပြီးတော့ပေါ့နော်ရရှိစေနိုင်မဲ့နံပါတ်တွေအကြောင်းအရာလေးကိုပြောပြပေးတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနံပါတ်တွေကိုဆိုလို့ရှိရင်ရွှေပါဇက်ငွေပါဇက်အတွဲလို့တော့မှတင်စားခေါ်တယ်ပေါ့နော်အဲ့လောက်တောင်ကိုပဲအစွမ်းရှိတယ်ဒါပေမဲ့ဆရာမအမြဲပြောနေတဲ့အကြောင်းအရာတိုင်းပေါ့ကိုခုနှစ်တက်ကစ်ပါအကြောင်းအရာတွေနဲ့လေကိုအတွက်ကိုအကျိုးပေးနံပါတ်ဖြစ်ကြမယ်ကိုခုနှစ်တက်ကစ်အတွက်လိုအပ်တဲ့အကျိုးပေးကဏ္ဍလဲဖြစ်ရမယ်အပြင်မှာကိုရဲ့တနင်္လာအင်္ဂါမွေးခုနှစ်တက်ကစ်တွေနဲ့ကိုအတွက်ကိုအကျိုးပေးနံပါတ်ဖြစ်မှသာလျှင်ကိုအကျိုးပြုမှာဖြစ်တယ်ဒီနံပါတ်တွေလေးကတော့မိတ်ဆွေရဲ့ကိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်ထဲမှာ2662နဲ့626ဆိုတဲ့နံပါတ်တွေပါနေပြီဆိုတော့ဒါမိတ်ဆွေစိတ်ချမ်းမြေ့ရမှာပဲဖြစ်တယ်ပေါ့နော်ခုနဆရာမပြောခဲ့တဲ့အတိုင်းပဲကိုခုနှစ်တက်ကစ်တွေရဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးကိုင်ဆောင်မယ်ဆိုရင်ကိုကပို့ပြီးတော့အကျိုးခံစားရမှာဖြစ်တယ်။နောက်လဲစိတ်ဝင်စားစရာအကြောင်းအရာလေးကိုနံပါတ်တွေအကြောင်းအရာလေးကိုဆရာမကပြောပြပေးနေဦးမှာဖြစ်တဲ့အတွက်ဆရာမရဲ့ page လေးကို like and follower လေးပြုလုပ်ခဲ့ပေးဖို့အတွက်မမေ့ပါနဲ့ရှင်။မိတ်ဆွေတို့ရဲ့ကိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်အစိုးအကောင်းအကြောင်းအရာတွေကိုလည်းဆရာမရှိမှလာပြီးတော့အခမဲ့လာရောက်မေးမြန်းနိုင်ပါရဲ့နော်။အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ရှင်။